Hello bro အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ LGFX ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုထဲမှာခင်ဗျာကျွန်တော်ရရ hacker soft ပြတော့မှာပါကျွန်တော်လက်ကွက်လေးတွားပြောင်းလိုက်ပေါ့ရပါပြီကျွန်တော် brother တို့ကြည့်ရမှာကြာမှာဆိုတော့ကျွန်တော် 2H လေးနဲ့ပြရမှာမယ်ဗျာဒါဆိုရင်တော့ကျွန်တော်တို့ရပြီ crafting table လေးတစ်လုံးလုံးမယ်ပြီးရင်ထုတ်ရယ်ပြီးကြလို့ရှင်ကျွန်တော် picket လေးတစ်ချောင်းလုံးမယ်ပစိန်လေးရောရပြီဒါဆိုလို့ရှင်ကျွန်တော်ဒီကနွားကိုတတ်မယ်ပြီးကြလို့ရှင်ကျွန်တော် crafting table ကိုဖြတ်မယ်ဗျာဟိုရှိမှ3 ထောင်တွေ့ပြီအကောင်မလွတ်တော့ကျွန်တော် brother တို့သိတဲ့အတိုင်းပဲဗျာ hacker ဆိုတာညဆိုလို့ရှိရင်အိမ်မှာမဲလို့ရှိရင်ကျွန်တော်တို့တေသွားနိုင်တယ်ဗျာညပြီဟိုမှာဝါတော့ကောင်ကျွန်တော်ကအခုကပြေးနေတာဗျာပြေးတော့ကြာလို့ရှိရင်ဘိုင်းစားလို့ရှိရင်ကျွန်တော်စားစရာမရှိလို့ရှိရင်ဇွန်ဖီတစ်လုံးမသေးပဲနဲ့ငတ်ပြီးတေသွားနိုင်တယ်ညဒီပန်းလေးကိုခူးခဲ့လိုက်မယ်ဗျာကျွန်တော်သုံးပွေးမတူလို့ရှိရင်ဒီပန်းလေးကိုကြိတ်ပြီးတော့ကထင်းလုံးဖို့အတွက်တို့ရကောင်တွေးပြန်ပြီကျွန်တော်ပြောတဲ့အတိုင်းပဲเนาะအခုသိုးအညူရောင်တစ်ကောင်ထပ်တွေးတယ်ကျွန်တော်တစ်လေးထပ်ခေါ်မယ်ဗျာဘာလို့လဲဆိုတော့ကျွန်တော်ဟက်ကောကတသားရှိမှာဗျာတစ်လည်းကျွန်တော်ခေါက်တယ်တစ်ခေါက်ရတာမပင်မဘူးဗျာဒီဟက်ကောမှာကျွန်တော်အဓိကကတော့အစာရှိဖို့ပဲအစာရှိမှကျွန်တော်တို့ကအဆင်ပြေမှာဗျာပြီးတော့ကျွန်တော်ညာဖက်ဆိုရင်ဇွန်မီရေမဝင်လာနိုင်ရောကျွန်တော်အခမ်းအနားအဆောက်အအုံကိုရှိရမယ်ဗျာရပြီဒီကခုတ်ထားတဲ့တက်သားလေးလိုက်ကောင်းမယ်ဗျာအေးရပြီဟိုမှာပန်းသီးလေးပါကြာရယ်โอเคကောင်းနေဗျာကျွန်တော်ခဏနေဘိုက်ကစားတော့မှအဲ့ဒါကြောင့်ကျွန်တော်ဒီပန်းသီးလေးစားလိုက်လို့ရတယ်ဒါလေးရှိလေဘာလဲမရှိအဓိကမီးတွေးဗျာအဲ့မှာကျွန်တော်တို့ဒီကအစာကြီးချက်လို့ရမှာအခုဒီမိုင်းတွေလည်းမတွေ့ဘူးတေတာပိတ်ကတော့ကျိုးပြီမိုင်းတွေရပြီရပြီဗျာကျွန်တော်ဒီကမိုင်းတွေမှာကျွန်တော်တူးလိုက်မယ်ရပြီကျွန်တော်ပိတ်ကလည်းကျိုးတော့ကျိုးပြီဒါဆိုလို့ရှိရင်ကျွန်တော်ဒီက obsidian ကိုကျွန်တော် light ကောင်းနေလိုက်ရုံပဲcrafting တွေပဲချမယ်ဒီနားတော့ချလိုက်ပြီးရင်ကျွန်တော်ဓာတ်တက်ချောင်းလုံးမယ်ဗျာဓာတ်ပြီးလို့ရှိရင်ကျွန်တော်ပိတ်ဒီကပစိမ့်မိမပိတ်ကရဒီနားမှာကြက်ကောင်ရှိရဗျာအဲ့ကျဟိုကျွန်တော်ပြီးနားမှာပဲရှင်းတော့ရင်းတော့ဒီကတသားတော့မျိုးကျွန်တော်တသားဖြစ်ပြောင်းမယ်ဒါအဲရာတက်တာဗျာကျွန်တော်နည်းနည်း record ဖန်ထားတော့နည်းထစ်နေရဗျာရပြီဒီမလိုအပ်တဲ့ဟာတွေကျွန်တော်အပေါ်မှာတင်မယ်ဒါဆိုလို့ရှိရင်ကျွန်တော် crafting table ကိုဖြတ်ပြီးခဏကြည့်ရောခဏငါမအားတော့ဘူးရပြီဟိုမှာလဲဝတ်တက်ကောင်ကရောဒီနေ့နာတဝက်ကဘာမှမရှူးနေတယ်ဟိုမှာလည်းမြင်းပေါက်လေးမြင်းစီးဖို့ကကျွန်တော်ပစ္စည်းလည်းမရှိသေးဘူးဟိုမှာတိုးရကောင်တွေးပြန်ပြီတိုးလေးကိုကျွန်တော်လှုပ်ပေးလိုက်မယ်ရပြီရောမေးဒီကတက်ပြီလေကျွန်တော်ခုတ်ခဲလိုက်ပါဦးမယ်ဗျာတက်ခုတ်ပါလေဆိုရအကောင်လုံးတပင်လုံးခုတ်ပလိုက်တော့တွေ့ဘိုက်ကလည်းစားနေပြီဗျာနှစ်တုံးလောက်ဆိုရင်တော့ကျွန်တော်ခဏကောက်ရထားတဲ့ပန်းလေးကိုကောက်စားလိုက်အောင်မယ်ရတယ်ဟိုမှာပန်းလေးတစ်ခုလာမသိဘူးထပ်ကျွေးနေဟုတ်တယ်ပန်းလေးတစ်ခုဒါတော့ရှင်ကျွန်တော်နှစ်ခုရပြီဗျာကျွန်တော်တွေးရတော့တဝက်တော့တွေးတောင်ဖြစ်ကုန်ပြီအစားတော့ကျွန်တော်တဝက်တော့ကျိုးကုန်ပြီဗျာရပြီ
အော်မလဲတူတော့ကောင်အဲ့တူတိုက်မှာပဲကျွန်တော်ပန်းလေးစားတော့မယ်ဗျာရော့မထီဘူးကွာဒီကောင်ရှောင်းနေတဲ့နေမြန်တတ်ထားလားမသိဘူးရပြီအော်ဟုတ်မဖေုံသေးတယ်ကွာဒီမလိုအပ်တဲ့ဟာတွေကျွန်တော်အပေါ်မှာခဏတင်ထားလိုက်မယ်ကြောရှင်ကျွန်တော်ပန်းလေးစားမယ်ဗျာဘိုင်လဲပြည့်ပြီဆိုတော့ကျွန်တော်ဖနာတွေ့တဲ့အော်မကြက်တော့ကျွန်တော်အရင်တက်ပြီးမှဖေုံလေးတွားယူမယ်ဗျာညအော်မနွားတဲ့ကောင်ဒီနွားဒီချောင်းယူချောင်းသားမှာဘာလုပ်နေတာလဲကျွန်တော်ဒီမှာဖေုံလေးတွေ့ရဆိုတော့ကျွန်တော်ဒီအနေနဲ့တဝိုက်မြန်ရွာမြန်ရှိမလားမသိဘူးဗျာအော်မလဲဒူးတဲ့ကောင်တွေ့ပြန်တယ်ရော့ရပြီကျွန်တော်ဖေုံလေးခူးလို့ရပြီဗျာဒီလောက်ဆိုဒီရွှေဖေုံလေးကကျွန်တော်အဖေုံလေးဖြစ်လာနော်ဒီ update အသစ်မှာပါလာနေတူတယ်ဗျရရဘာဖြစ်သူကခူးလိုက်တော့ရိုးအယောင်ပဲပြန်ပြောင်းသွားတယ်နော်တော့အကောင်တော့ခူးမယ်ဗျာတခုမကျအကောင်ခူးမယ်ရပြီဒီနေ့ရွာရေးများရှိမလားမသိဘူးဆေးလေးဆိုးလိုက်မယ်ဗျာအကုန်တော့ကျွန်တော်ကလို့ကတင်းအနီရောင်နေပဲအိတ်ရတာဆိုတော့ရပြီတော့ကတင်းလုံးလောက်အောင်ပဲကတင်းကထားဗျာကွက်တီပဲသသားတွေရောအကုန်တော့ပြီးကျွန်တော်ဒီက craving တွေပဲကျွန်တော်ဖြတ်ခဲလိုက်မယ်ရပြီဟိုမှာနွားရော့ရပြီဒီကျက်လက်ကွာရော့မထီးဘူးဟာကျွန်တော်မိုးတော်ဘာလို့နဲ့ချုပ်တော့မယ်ဗျာညမရောက်ခင်ကျွန်တော်နေရာကောင်းလေးတစ်ခုရှာပြီးအိမ်မှာဒီသက်သားလေးကျွန်တော်ခုတ်လောက်အောင်မယ်ညမရောက်ခင်ညကျွန်တော်နေတော့ဝင်တော့မယ်ဗျာကတုံးဒီနားမှာပဲချရဲလိုက်တော့မယ်အဲ့လိုမရသေးဘူးဟာမရတော့ကျွန်တော်ဂိမ်းနားမှာရှိအကောင်လေးလိုက်တက်လိုက်အောင်မယ်ဗျာဒါနွားရော့ရပြီအိတ်လို့ရလားမသိဘူးကျွန်တော်တွားပြီးအိတ်ကြည့်လိုက်ပါဦးမယ်မအိတ်ခင်ဟိုမှာပန်းသစ်တုံးတွေ့ရဗျာရော့ကျွန်တော်တွေးတော့မှဒရုံးကျိုးသွားရင်နော်ရော့ငါအိမ်မက်နာလာရှုပ်တာရပြီဒါလေးကတော့ကျွန်တော်ဒေး1ပြီးပြီဗျာအခုလာမှာတော့ဒေး2ပါကျွန်တော်ကတင်းကိုယူခဲလိုက်မယ်ကျွန်တော် high cost ဆိုတာ with 4.1 ဆက်ထားလဲအလကားပဲဗျာဘလို့လဲဆိုတော့သူကတစ်ခါသေးပြီးရတယ်တန်းသေးသွားလို့ညဒီနွားလေရော့ဒီနွားတွေတော့ပို့တည်ရပြီနွားတည်ကျွန်တော်ဒီနရွာရှိလားမရှိဘူးကွာဟိုဘက်ကပြင်းနေကွာဒါဆိုတော့ကျွန်တော်ဒီတောင်ပေါ်တက်ကြည့်မယ်ကျွန်တော်အခုလိုနေတာမီးတွေးဗျာကျွန်တော်မှာဟိုကကြောက်တုံးတွေလည်းရှိပြီကျွန်တော်မီးဖို့လုံးရင်လည်းလုံးလို့ရတယ်အဓိကမီးတွေးလို့နာဟိုမှာလည်းတူးတာကောင်အဲ့တော့ကျွန်တော်ရှင်းလိုက်ပါမယ်မီးတွေးလို့ရှိရင်သူ့ကိုချက်စားရအောင်လို့ရတယ်ဒီခူတဲ့မီးတွေးရှိမလားမသိဘူးမရှိဘူးကွာဒါကြောင်ပိတ်ခူကြီးကွာမီးတွေးပြီရပြီ yes မီးတွေးဘယ်နဲ့တုံးလဲမသိဘူးမီးတွေကတော့ကျွန်တော်လုံလာပါပြီဒီလောက်ဆိုရင်ဒါနဲ့ brother တို့အနေနဲ့အခု channel ကျွန်တော် subscribe မလုပ်ရသေး like and subscribe လေးလုပ်ခဲ့ကြပါဦးဗီဒီယိုအများကြီးရှိမှထင်တာကျွန်တော်နည်းနည်းလေးရရဗျာဒီမှာဆိုတော့ drop နည်းနည်းလေးပဲတော့လောက်မလားတော့မသိဘူးကျွန်တော်အသားရအများကြီးပဲဘာလို့လဲကျွန်တော်ပစ္စည်းတောင်ပြေးလာရကွာဒီမှာလဲပလက်တီနယ်ရဒါပလက်တီနယ်လားကျွန်တော်လည်းမသိတော့ဘူးဗျာမဆော့လာချာလို့အခုမှကျွန်တော်ပြန်ဆော့ဖြစ်တာဒါနဲ့ brother တို့က Minecraft ကိုဘယ်နဲ့ခုနှစ်ကနေစဆော့ရလဲဆိုတာကျွန်တော်ရဲ့ comment အောက်မှာချက်လောက်ဖြေသွားပေးပါဦးဗျာကျွန်တော်သိချင်လို့ပါညကျွန်တော်တောင်ပေါ်လေးနည်းနည်းပါးပါးရှောက်တက်ကြည့်တော့ဟိုမှာလဲမီတွေးပုံကြီးဒီမှာလဲကျွန်တော်အာယုံနေဗျအာယုံ3ထုံတောင်ဗျရဒါဆိုရင်တော့ကျွန်တော် pick up လုပ်လိုက်ကြရအောင်ဗျအဲ့ဒါဟိုဘက်မှာကျွန်တော်တွေးခဲ့တဲ့မီတွေးလေးတွားပြီးကျွန်တော်တူးအောင်မယ်ဒီမီတွေးရတော့များလောက်မယ်လို့တော့ထင်တာပဲဟုတ်တယ်ကွာများတယ်ကွာ
နေရလောမယ်ညာဒီနားမှာကျွန်တော် private table လေးရဲ့မီးဖို့လေးရဲ့ထားဖို့တော့နေရညပြီကျွန်တော်မီးဖို့တော့နှစ်ခုလောက်လိုက်မယ်ဗျာတစ်ခုနှစ်ခုလုံးအသားခင်ဖို့ဒါတော့တဝက်လောက်ပဲထည့်လိုက်ဒါတော့ကျွန်တော်ဝတ်သားဗျာဝတ်သားခင်ပါဒီအောက်ကထဲဟိုကကျွန်တော်ဒီအာယုတ်ကင်လိုက်မယ်ဗျာရတယ်ကျွန်တော်ကင်းနေတော့ကျွန်တော်မီးသွေးလေးတွေဆက်တူးအောင်ဒီတိုင်လေးကျွန်တော်လောလောအောင်မယ်ဗျာမီးတိုင်ကညကြလို့ရှင်ကျွန်တော်ထုံးဖို့မီးတိုင်ကတော့ကျွန်တော်ရားတဲ့လောက်ပဲလုံးပါပါဒီကနေရာလေးတွေချွေအောင်မလိုအပ်တဲ့ပစ္စည်းတွေကိုအထက်တင်မယ်ကျွန်တော်အရေးကြီးတဲ့ပစ္စည်းတွေဆိုလို့ရှင်ကျွန်တော်အောက်မှာထားထားမယ်ပေါ့ဗျာရတယ်ဒီတသားတွေကိုကျွန်တော်ဒုံပြောင်းအောင်မယ်ဒီကြလို့ရှင်ကျွန်တော်ဒီကတသားထည့်မယ်ရပြီကျွန်တော်ဆက်ပြီးတော့ကျွန်တော်ဒီကမီးတွေးလေးကျွန်တော်ဆက်ပြီးတူးရအောင်ညာဒါတော့ကျွန်တော်အသားစားတာပါရော့ကျွန်တော်မီးတွေးလေးဆက်တူးရမှာတော့ဘာလို့နဲ့မတူးဖြစ်ဘူးပြအခုမှပဲတူးဖြစ်တယ်ကျွန်တော်ရှောက်လို့လို့ရပြီဒီနှစ်တုံးပြင်ကျွန်တော်သုံးထုံးပြကျွန်တော်ဒါကြက်ပြီလားမသိဘူးကျွန်တော်ကြည့်အောင်ကြက်ပြီသုံးထုံးဒီအောက်ကအိုင်းရောကြက်ပြီဗျကျွန်တော်ဒါဆိုလို့ရှိရင်ကျွန်တော်အိုင်းရောပက်ကက်လေးလုံးလိုက်ကြရအောင်အသားရောကြက်ပြီဆိုရင်ကျွန်တော်ဒီကမကြက်သေးရဲ့အသားတွေထပ်ချမ်းမယ်အောက်ကမီးဖို့ရောခွေးလေးတစ်ကောင်ဗျဒါတော့တွေ့ရလားဟိုမှာနက်သားပေါ်တဲ့အပြက်ကြီးဗျဒါတော့တွေ့လိုက်တာနက်သားပေါ်တဲ့အပြက်ကြီးကျွန်တော်ကန်ကောင်းတာပဲဗျနက်သားပေါ်တဲ့အပြက်ကြီးနဲ့လာတူးတယ်လို့တွေ့ပြီကျွန်တော်ဆင်းပြီးတော့တွားပြီးယူမယ်ဗျနက်သားပေါ်တဲ့ကျွန်တော်ဆော့ဆော့တော့မမြင်ဘူးဗျအခုမှပဲမြင်တော့ရကျွန်တော်ဒီနောက်မှာဘာရှိမလဲမသိဘူးကျွန်တော်ဂိုးရောင်နဲ့တာရိုင်းနဲ့လှုပ်ထားတဲ့ဖက်နှက်တော့တွေ့ဒီမှာလဲရွှေတုံးတွေရအကုန်ယူမှာအပေါ်မှာလဲရွှေတုံးတွေရှိသေးတယ်ဒီ chest ပါကျွန်တော်ခဏနေကြာရင်ကျွန်တော်ယူလိုက်မယ်အပေါ်မှာရွှေတုံးတွေရှိတယ်ကျွန်တော်ဒီမှာ crafting table လေးမြင်လောက်ပြီးကျွန်တော် iron pick လေးလောက်ပြီးရွှေတုံးတွေတူးထားရအောင်ဒီ crafting table ကကျွန်တော်မယူတော့ဘူးကျွန်တော်ဒီကပက်ကက်လောက်မှာဗျာ iron ပက်ကက်နောက်ဆိုရှင်ကျွန်တော်အပေါ်ရွှေတုံးတွေတူးလို့ရပြီဗျာဒီအောင်ကျွန်တော်iron တုံးပြောင်းရအောင်ဗျာiron တုံးကဒရုန်းလောက်ပဲရမှာဟုတ်တယ်ဒရုန်းပဲရတာဗျာဆိုတော့ကျွန်တော်ဒီတသားတုံးနေလည်းပဲတက်လိုက်မယ်ဗျာတသားတုံးနဲ့ပဲဆင်ပြီးတက်ဒါနဲ့မဆိုင်ခင်ကျွန်တော်ဒီကဟာလေးယူရအောင်ဗျာကျွန်တော်ဒါညဆိုလို့ရှိရင်မီးထွန်းထားလို့ရဗျာမီးထိုးတော့မလို့တော့ဗျာသူကလူငိမ့်မှဆိုတော့သူကလူလည်းမငိမ့်ဘူးဗျာရပြီခိုင်ကောင်တော့ကျွန်တော်တူးမယ်နည်းနည်းလောက်ပဲယူမှာဘာလို့လဲဆိုတော့ကျွန်တော်ဒီနေတာပေါ်တက်တာပြန်ပြီးပြင်နိုင်လို့ရှိရင်ကျွန်တော်နေတာတွေကိုတွားပြီးကြက်တော့ယူလို့ရပြီဗျာဒါတော့ကျွန်တော်အိမ်မှာအလားဆင်ဖို့ရတယ်ကျွန်တော်တူးလို့ရပြီဗျာဒါရပါလားရှုပ်ဒါကြီးကကျွန်တော်တူးပလိုက်ပြီးတော့နှစ်တုံးပဲရတာဒါလို့ရှင်ကျွန်တော်ပြန်မယ်ဗျာမထီးဘူးဗျာတော်ပါသေးဒါလို့ရှင်ကျွန်တော်ပြန်လို့ရပြီဒီမှာမလိုတဲ့ပစ္စည်းအတော်များနေကြကျွန်တော်ဒီကမလိုတဲ့ပစ္စည်းလေးလွတ်ပြလိုက်ရအောင်ကျွန်တော်ဘေးကနေကွင်းတော့လည်းဒီပစ္စည်းလေးမရအောင်လို့ဒါနဲ့ကျွန်တော်မှတ်မိမှန်းတော့သိရလာတော့မသိဟိုမှာ emerald drone ကျွန်တော် emerald တွေ့ရဗျာယူလိုက်မယ်ဒီ emerald တော့ကျွန်
ကျွန်တော်အိမ်အောင်မှတ်မိသေးရလားမသိဘူးအိမ်တော့ပြောက်ပြီးနေတယ်ခွာနာဟာလေအော်တော့ဝဲတစ်ကောင်ဟာဒီဝါကတောဝမ်းနဲ့တူရတာတော်ဖြူစွန်လာမယ်ရော့ရော့ရော့ကွာရပြီကျွန်တော်အိမ်ပြောက်ပြီဗျာအိမ်ပြောက်သွားပြီဟောအိမ်မမှတ်မိတော့ဒီနားလေးလားမသိဘူးအိမ်ကဒီနားလေးလည်းမရှိဘူးကျွန်တော်အဲ့မှာအသားတွေပါတော့ဗျာကြောက်လို့မဖြစ်ဘူးဗျာကျွန်တော်အိမ်ပြောက်တယ်ဗျာအိမ်ကရှာလို့မတွေ့ဘူးဗျာအိမ်ကကျွန်တော်ခုနဒီနားလေးထားခဲ့နေတော့တူပါလေကျွန်တော်အိမ်ရှာလို့ရှာတာမတွေ့ဘူးဗျာအိမ်ပြောက်သွားပြီဗျာကျွန်တော်အမြင်ဆုံးကနေလန့်ပြီးတက်ကြည့်အောင်ဒီအောက်လာမသိကျွန်တော်ဆင်းပြီးရှာလိုက်ပါဦးအိမ်ကမီးမထုံးခဲ့တော့တော့မှောင်ပြီးတော့အတွေ့ပြီဟိုဘက်မှာတွေ့ပြီဟိုဘက်မှာတော်ပါသေးရဲ့ပြန်တွေ့လို့ဒီအတိုင်းကောင်လုံးယူလိုက်မယ်ပြီးကြလို့ရှိရင်ကျွန်တော်မလိုတဲ့ဒီကဟာအကောင်လုံးလှုပ်ပလိုက်အောင်ပဲဗျာမလိုတဲ့ဟာလေးတွေဒါမလို့ရိုက်ဒါဆိုရှင်ကျွန်တော်ဒါလေးဖြတ်ပလိုက်မယ်ဗျာလွတ်ပြေတာမှပြန်ဝင်လာသေးရဲ့နော်ကျွန်တော်ဒီကလိုအပ်တဲ့ပစ္စည်းတော့မလိုအပ်တဲ့ပစ္စည်းနဲ့လဲမယ်ဗျာရိုက်ဒီကသုံးမွေးတွေကိုလွတ်ပလိုက်မယ်သုံးမွေးတွေကနောက်ရှိတဲ့ချိန်ကျရင်ပြန်ရှာလို့ရတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ယာယီတဲဆောက်ဖို့အတွက်ကျွန်တော်နေရာတော့ရှာလို့ရပြီဗျာတော့ပစ္စည်းလည်းမဆန်းတော့ဆိုတော့ကျွန်တော်အိမ်တော့ထားမရပါဟိုနားလေးဆိုရင်တော့မစိုးဘူးဗျကျွန်တော်ယာယီအိမ်လေးဆောက်လို့ရှိရင်တော့ကောင်းတယ်ဒီနားလေးပဲဆောက်လိုက်ကြပါဗျာရည်ဒီနားမှာကျွန်တော်တက်သားတော့ခံမယ်1 2 3ထုံးစီပဲခံလိုက်မယ်ဗျာဒါတော့9ဖလော့အကွာပေါ့ဗျာ1နဲ့3ဒါနဲ့ဆိုရင်6ဖလော့ရပြီဒီအပေါ်မှာကျွန်တော်နောက်ထပ်ဟာလေးထပ်လာအောင်ပဲပြန်ကျွန်တော်မှုရလေးချလိုက်တော့မယ်ဗျာဘာလို့လဲဆိုတော့နေရလဲဝင်ပြီရိုက်ပြီးကြလို့ရှင်ကျွန်တော်လိုတဲ့ဟာလေးလိုက်ဖြည့်မယ်ဒါကတော့ကျွန်တော်ထူးထင်းမြောက်ပေါ့ဗျာဒီကနေပြီးလို့ရှင်ဒါကတော့နှစ်ရမ်းမြောက်ပေါ့ဗျာကျွန်တော်ကတော့ရက်တရဆော့ပြဖို့တော့စဉ်းစားထားတယ်ဒါလည်းကျွန်တော်ကတပုတ်ထဲနဲ့ရက်တရလုံးမတင်နိုင်တာအကြောင်းလို့ကျွန်တော်ကပဝမ်းနေပဒူရင်းနဲ့တင်ပေးပါမယ်ရပါပြီမိုးလဲလိမ့်ပြီဆိုတော့ကျွန်တော်ဟိုဒီကထပ်ပြေးဖို့အတွက်တစ်လေးတွေတော့ခုံးမယ်ဟိုမှာဗျစကယ်လီယန်တွေကျွန်တော်ခွန်းအောင်ကတောအုပ်ထဲကအယိုးမရှိလို့ခွေးလေးမခေါ်ခဲ့ရတာနော်အော်ရခွေးမုံမြေခွေး sorry ကျွန်တော်မှားတာအခုကျွန်တော်ဖနက်ဝင်မယ်ဗျာဒါကတော့ကျွန်တော်ခွန်းနာမျက်သားပေါ်တဲ့အပြက်ကြီးရနေရတဲ့ရွှေဖနက်ရပြီတွေ့ရ drone ရော့သွားတယ်ဟို spider နဲ့ကျွန်တော်တိုက်ခိုက်မလားတော့မသိဘူးကျွန်တော်တွားပြီးစမ်းကြည့်လောက်မယ်ဒီမှာတော့အယိုးမဟုတ်ဟာဒီကောင်မြားပဲပေးတော့ဟဲ့ Spider-Man ဒီကောင်ချရပြီကျွန်တော်ရော့ဟမ်ကျွန်တော်ပင်းကူမြင်ပြောင်းမလာပြီအကောင်ကျွန်တော်အိမ်ကဟိုကျွန်တော် crafting table လုံးလောက်မယ်ကျွန်တော် crafting table လုံးလိုက်မယ်ဗျာပြီးရင်ကျွန်တော် chest ထုံးမယ်ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ပစ္စည်းတွေကမပြည့်တော့ဘူးကွာအကုန်ပြည့်သွားပြီညိုင်ပြီးကြလို့ရှိရင်ကျွန်တော် chest လုံးမယ်ဒီအသပင်လေးကိုကျွန်တော်တွားစိုက်လိုက်မယ်တပင်နဲ့တပင်အရန်ပူကတ်လို့လည်းမရဘူးဗျာပူကတ်လိုက်လို့ရှင်သပင်တွေကမပေါက်တော့မှဆိုလို့ရိုက်တပင်လည်းစိုက်လို့ပြီးပြီဆိုတော့ကျွန်တော်အိမ်ပြန်ပြီးတော့ခါနာ crafting table နဲ့ဟို chest လုံးမယ်ဗျာဒါတော့ဆုံးပြီးသားကျွန်တော်စားလိုက်မယ်ပြီးရင်ကျွန်တော်အမဲသားပြားလေးစားမယ်ရိုက်ကျွန်တော် chest လောက်တော့မယ်
chest ရပြီဆိုတော့ကျွန်တော် chest ကိုအသုံးမဝင်တဲ့ပစ္စည်းတွေထည့်လိုက်မယ်ဗျာအသုံးမဝင်တာနဲ့အဖိုးတန်တဲ့ပစ္စည်းတွေပဲထည့်လိုက်ဒါလည်းထည့်မယ်ပြီးကြလို့ရှိရင်ကျွန်တော်ဒီကမြားလည်းထည့်မယ်ပြီးဒီကရွှေလည်းထည့်မယ်ဗျာပြီးလို့ရှိရင်နောက်တစ်ခါဒီကရွှေတုံးကြီးလည်းထည့်မယ်ဓာကြီးလည်းထည့်မယ်ဟိုကလည်းထည့်မယ်အကုန်ထည့်မယ်ဗျာဒီမီးချစ်တစ်ခုတော့ကျွန်တော်ခြံထားလိုက်အောင်မယ်ပြီးကြလို့ရှိရင်ဒီကရွှေဖြုံသီးလည်းထည့်မယ်ဒီလောက်ဆိုရင်တော့ရပြီကျွန်တော်တွားပြီးတော့ဟိုဒီယောက်ကလိုတဲ့ဟာကိုကျွန်တော်ဖြည့်ပြီးရပြီဆိုတော့ကျွန်တော်ဒီယောက်ကမြေကြီးတူးပြီးတော့ကျွန်တော်တက်သားခုမယ်ဗျာအရင်ဆုံးကျွန်တော်မြေကြီးတွေကတော့ကျွန်တော်လိုက်ပြီးဖြည့်ရမယ်ရော့ဒါလည်းဖြတ်မယ်ကျွန်တော်ဒီအောက်ကတက်သားတော့အောက်ကမြေကြီးတွေကဖြတ်မယ်အဲ့မှာကျွန်တော်ဒီကစတိုင်ကမိုင်းပါဗျာအဓိကကျွန်တော် Minecraft မှာကျွန်တော် hack cost ဆော့ပြီးဆိုလို့ရှိရင်ပစ္စည်းတွေကိုမှတ်နှမျိုးပါနေဗျာအဲ့ဒီပစ္စည်းတွေကကျွန်တော်ပြန်ရှာလို့ရအဓိကမသေးဖို့ပဲတင်ကျွန်တော်ဘာမှလုပ်မရတော့ဒီ white wall လုံးကျွန်တော်တို့ delete ပြလိုက်ရမှာဗျာတက်တာမလောက်ဘူးနဲ့တူတယ်ကျွန်တော်က8တုံး9တုံးမှကျန်တော့ဟုတ်တယ်ဗျာမလောက်ဘူးကျွန်တော်တောရဲတွားပြီးတော့အစ်လေးထပ်ခေါ်မှနဲ့တူတယ်ကျွန်တော်တို့အိမ်ရဲ့တော်တဲ့ရာနီးနီးလေးဗျာကျွန်တော်အရေးပေါ်လို့တက်သားလို့ရှင်ပြေးယူရတာလွယ်တယ်ဒီမိုင်းတွင်းထဲကဘာရှိမလဲမသိဘူးဘာလည်းမရှိဘူးကျွန်တော်အနက်ကြီးထင်တာကျွန်တော်ဒီကတက်သားတွေကိုခုံမယ်ဒီလိုမျိုးတက်သားတွေအပြင်မှာဆိုရင်ဈေးကြီးလောက်တယ်ဗျာကျွန်တော်ဒီတပင်လောက်ဆိုကျွန်တော်လောက်ပါတယ်ရပြီကျွန်တော်တို့ဒီက100ထေကိုတပုတ်ထဲမှာပဲစုတင်ချင်းပေမဲ့ကျွန်တော်တို့ဒီ easy လောက်ရတဲ့အချိန်နဲ့မမျှလို့ဗျာအဲအကြောင်းကျွန်တော်မတင်ဖြစ်တာပါရပြီဆိုတော့ကျွန်တော်ဒီကခုနခုတ်ထားတဲ့ဟာတွေကတော့ကျွန်တော်တက်သားပြောင်းပြီးတော့ဒီမှာ like ခုမယ်ဒါရီခုမယ်ခုပြီးဆိုလို့ရှိရင်ကျွန်တော်ဒီကပရင်းပေါက်တွေမှာကျွန်တော်မှန်လုပ်ဖို့အတွက်တဲတွားတူအောင်ပါဗျာမရှိတော့လေဒီတက်သားပဲသုံးရတာပေါ့ပြီးကျွန်တော်တကားပေါက်လိုသေးတယ်ဒီခရင်ကျွန်တော်အခုထိဒီမှာဖျက်ရသေးဘူးစင့်ကောက်လိုက်ပါဦးမယ်ခဏကျွန်တော်ဒီဘက်ဘေးမှာပဲထားခဲ့လိုက်တော့မယ်ရပြီကျွန်တော် crafting table ပေါ်မှာကျွန်တော်ညီလေးထွန်းထားခဲ့အောင်လေရောကျွန်တော်အရင်ဆုံးအပေါ်လေးကိုမိုးလိုက်မယ်ဗျာမိုးရလို့ရှင်ရေမိုးရလို့ပေါ့ဒါတော့ကျွန်တော်ရဲ့ယာယီအိမ်လေးပါဒီမှာကျွန်တော်တကားပေါက်လေးလုံးမယ်တကားပေါက်ကတက်တာမလောက်တော့ဘူးဗျဟုတ်တယ်မလောက်တော့6တုံးမှရမှာခွာကျွန်တော်က4တုံးပဲကျန်တော့တက်တာဒီထဲမှာရောရှိလားမရှိဘူးကွာကျွန်တော်တောတဲ့ပဲပြန်တော့ရတော့မှာရပြီဟိုမှာကြက်တွေဒီ Spider-Man မြေကျွန်တော်ခဏမယူခဲ့ရအောင်နော်ဒီမှာတိုးတောင်တွေ့ပြီကျွန်တော်ဒီကတက်တာဒရုန်းခုမယ်ပြီးကြလို့ရှင်ကျွန်တော်တဲရတွားတူးကြမယ်ဗျာတဲရတော့ကျွန်တော်တကားပေါက်လို့ခုပါရပြီဒါဆိုလို့ရှင်ကျွန်တော်အိမ်ပြန်ပြေးရတော့မယ်ရပြီဟုတ်ကျွန်တော်အိမ်ဘေးနားမှာရေရင်းကြီးတတွင်းရှိရဗျာကျွန်တော်ဖိုးခဲ့လိုက်မယ်ဘရာသာတို့ရောဒီလိုမျိုး Minecraft မှာဒီလိုမြေကျွင်းဖိုးလို့ချင်းအပေါ်ရန်လေးပဲဖိုးရလားဒါမှမဟုတ်လို့ရှင်ဒီလိုမျိုးအောက်ဒီပဲဖိုးရလားကျွန်တော်ကတော့နှစ်မျိုးလုံးဖော်တယ်ဗျဒါဆိုလို့ရှိရင်တော့တကားပေါက်လုပ်လို့ရပြီဗျာတကားပေါက်တော့ကျွန်တော်အရင်ဆုံးဒီကခုတ်ထားတဲ့တက်သားတုံးတွေကိုတက်သားပြောင်းပြီးသွားပြီကျွန်တော်တကားပေါက်ဝင်လုံးလောက်chest နဲ့မနေမိတာရပြီဒီကတကားပေါက်ကတစ်ခုလုံးရင်3ခုရတယ်တူတယ်ဟုတ်တယ်ဗျ3ခုရတာကျွန်တော်ဒီကတကားပေါက်ကိုအပြင်ကနေပဲထားလိုက်မယ်ရပြီအပေါ်မှာလိုသေးရဲ့ကွာကျွန်တော်သတိမထားမိဘူးဖြစ်နေတာဒါဆိုလို့ရှိရင်ကျွန်တော်
သဲတော့တူဖို့ပဲကျွန်တော်ရဲ့ဒီကကျန်တဲ့တကားပေါက်တစ်ခုကျွန်တော်ဒီက chest ထဲပဲသိမ်းထားခဲ့လိုက်တော့မယ်ဒီက Spider-Man အမြင်နေရောဒါလို့ရှင်ကျွန်တော်ဒီကတကားပေါက်မသိမ်းတော့ဘူးဗျာတွားပြီးတော့သဲပဲတူးလိုက်တော့မယ်သဲကတော့ဒီဘက်ကကန်းကျင်ဆိုတော့ရှိလောက်မှာပါရှိရကွာဒီဘက်ကန်းကျင်မှာရှိရမဟုတ်ဟိုဘက်မှာရှိရဟိုဘက်ကကျိုးမော်မှာရိုက်တဲ့ကျွန်တော်တူးလိုက်တော့မယ်ဗျာဒါဆိုလို့ရှိရင်တော့သဲနဲ့မှန်လို့ရပြီဗျာဒီလောက်ဆိုရင်တို့သဲတွေလည်းအများကြီးမလိုတော့ဘူးတော့သဲကိုကျွန်တော်နည်းနည်းလေးပဲရှူမယ်ဗျာကျွန်တော်ရဲ့ဒီကပတ်ဝန်းဗီဒီယိုလေးကိုဒီသဲနဲ့ပဲကုန်ဆုံးလိုက်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and subscribe လုပ်ခဲ့ကြပါဦးအားလုံးပဲ bye